ဒီနန်းကြီးတုပ်လေးစားပါမယ်ဒါကြက်သားဟဲ့အနှစ်လက်နဲ့ပဲနေတော့မယ်နော်လက်မစွတ်တော့ရှုပ်ကျွန်တော်ဒီနန်းကြီးတုပ်လေးကိုဒီမှာစမူစာကြော်နဲ့ကော်ပြန်ကြော်နဲ့ပေါ့နော်အဲ့နှစ်ခုနဲ့တွဲပြီးစားပါမယ်ဒါမြန်မာပြည်အလွမ်းပြည်ပေါ့ကဲနောက်တော့၄ခုထည့်တာပြီးတော့ဒီမှာဒါလေးကဟင်းဂျူလေးပေါ့နော်ဟင်းဂျူလေးလည်းပါပါတယ်ဟင်းဂျူလေးကဲထုံးစံတိုင်းဂရွင်းလေးရှင်းလိုက်စမူစာကြော်လေးရှယ်ပဲဗျာ